ကံဗျားတွေထဲမှာအခုထက်ထိဘသူမှရှာမတွေ့သေးတဲ့ယတနာတိုက်တွေတကယ်ပဲရှိနေသလား ရာစုနှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်တဲ့ပကံကိတ်မှာဖယင်တွေတထေးတွေဟာကုသိုလ်တော်အဖြစ်ဖျားတည်တဲ့အခါဌာပနာတိုက်တွေထဲမှာရွှေငွေကြောက်တံပတ္တများတွေကိုအမြောက်အများထည့်သွင်းပူတော်ခဲ့ကြပါတယ်။ဒါပေမဲ့စိတ်ဝင်စားဖို့ကောင်းတာကအခုချိန်တာတချို့ဂူပြားတွေရဲ့နယံတွေနောက်ွယ်မှာလျှို့ဝှက်အခန်းတွေရှိနေသေးတယ်လို့သမိုင်းပညာရှင်အချို့ကယူဆနေကြတာပါ တွင်တော့လေအထူးသဖြင့်ကြီးမားတဲ့စေတီကြီးတွေရဲ့မြေအောက်လှိုင်ကောင်းတွေဟာစစ်မီးတံကြောင့်ပိတ်ဆို့သွားခဲ့ပြီးအဲ့ဒီထဲမှာဘယ်သူမှမသိနိုင်တော့တဲ့ရှေးဟောင်းယတနာတွေရှိနေနိုင်ပါသေးတယ်။ဒါဟာဒနာရီလားတကယ်ပဲလားဆိုတာကတော့ငင်းကုန်နေကြတော့မယ်ပေါ့။တင်ကောပကံမှာယနာတိုက်တွေတကယ်ရှိနေသေးတယ်လို့ယုံလား။ကို့အမြင်ကို comment မှာပြောသွားပေးဦးနော်။တမိုင်းဝင်ရှုပ်ဝက်ချက်တွေထပ်သိချင်ရင်တော့ follow လုပ်ထားဖို့မမေ့နဲ့ဦး။